SPM mode များအပါအဝင်ဒီ inverter တစ်ခုလုံးအတွက် setting ချင်းတွေကိုကျွန်တော်အောက်ပါအတိုင်းအစင်းစင်းရှင်းပြပေးပါမယ် setting မချင်းအရေးကြီးဆုံးအချက်မှာ battery အမျိုးအစား lead acid သို့မဟုတ်ဒီ lithium သုံး battery မျိုးလားသို့မဟုတ် system ဘူတိကကြတော့12 volt လား24 volt လား48 volt လားလို့သေချာသိထားဖို့လွယ်ပါတယ်ခလုံးအသုံးပြုပုံကြတော့ Grower inverter မျက်နှာပြင်မှာခလုံး၄ခုပါလိမ့်ရှိပါတယ် enter setting ထဲသို့ဝင်ရင်သုံးစက္ကန့်ကြာဖိထားရပါမယ်ဒီမှာအတည်ပြုပါ up close down close setting နံပါတ်ရွေးရန်နဲ့တန်ဖို့အတိုး short လုပ်ရန်သုံးပါတယ် ESC က setting မှာပြန်ထွက်ရန်သုံးပါတယ်name နဲ့ setting ချင်းနေအစင်းစင်းပေါ့enter close ကိုသုံးစက္ကန့်ခန့်ကြာအောင်ဖိထားပါ setting mode ကိုရောက်တော့ပါမယ် up close down close ကိုနေပြီးမိမိချိန်လိုတဲ့ program နံပါတ်ဥပမာ0105ကိုရွေးပါလိုချင်သောနံပါတ်ရောက်ရင် enter ကိုတစ်ချက်နှိပ်ပါထိုအခါတန်ဖိုးနေရာကမိတိုဖြစ်တော့ပါမယ် up down ကိုသုံးပြီးမိမိလိုချင်တဲ့ setting တန်ဖိုးကိုပြောင်းပါဒီလျင် enter ကိုပြန်နှိပ်ပြီးအတည်ပြုပါမူလမျက်နှာကိုပြန်ရောက်လိုရင် ESC ကိုနှိပ်ပါအရေးကြီးတဲ့ setting နံပါတ်များနဲ့အဓိပ္ပာယ်များကျွန်တော်တို့အောက်မှာဖော်ပြထားတဲ့ setting တွေကပုံမှန်အိမ်သုံးတစ်ခုအတွက်အသုံးများဆုံး setting ဖြစ်ပါတယ်အသုံးများဆုံး setting program နံပါတ်များ program 01မိမိသုံးစွဲမှုဦးစားပေးစနစ် SPU solar နဲ့ battery ကိုအကုန်သုံးပြီးမှဒီ main EPC ကိုသုံးတာ main ခဏခဏပြတဲ့နေရာတွေမှာအကောင်းဆုံး setting ဖြစ်ပါတယ် SOL solar ကိုဦးစားပေးသုံးတဲ့ program ပါ UTI က main ကျွန်တော်တို့ EPC ကိုအဓိကသုံးတယ် program 02 maximum charging current battery ကိုအားသွင်းမဲ့ ampere ကိုကျွန်တော်တို့ထားတာပါပုံမှန်100အိုးဆိုရင်20 ampere အဲ့လိုထားလို့ရတယ်ပေါ့အဲ့ဒါတွဲပြီးတော့မှထားမှာprogram 05 battery အမျိုးအစားပေါ့ AGM battery ဆိုရင် lead acid သို့မဟုတ်ကျွန်တော်တို့ gel အိုးများအတွက် AGM ကိုသုံးတယ် LI ကြတော့ကျွန်တော် lithium battery liquid battery များအတွက်သုံးတယ် USE ကြတော့ကိုစစ်ကြိုက် voltage သတ်မှတ်ဖို့အတွက်သုံးပါတယ် program 12 program 12ပေါ့ battery ဘယ်လောက်ကြာရင်ကျွန်တော် main EPC ကိုကူးမလဲအဲ့ battery ဘိုးကကြာတဲ့အခါ inverter က main ဖျက်ပြီးအလိုလျောက်ဒီ EPC ဖောက်တော့ပြောင်းသွားမဲ့ voltage ကိုသတ်မှတ်တာပါ program 12က program 13 battery ဘယ်လောက်ပြန်ပြည့်လျင်ကျွန်တော် main ကိုဖျက်ပြီး battery ကိုပြန်သုံးမလဲအဲ့ဒါက program 13ဥပမာ main EPC ကိုသုံးရင်ကနေ battery ပြည့်တော့ပြီဆိုရင် battery ဘောက်ကိုပြန်ကူးပေးမဲ့ voltage ဖြစ်ပါတယ် program 14 program 14ပေါ့ battery အားသွင်းစနစ်ဦးစားပေးတယ် CSO solar ကနေပဲအရင်သွင်းမယ်နေမရှိမှကျွန်တော် main ကနေပြန်သွင်းမယ်ကျွန်တော်နေမရှိတော့ပြီးညနေပိုင်းရောက်တော့တယ်ဆိုရင်ကျွန်တော် EPC ကနေပြန်သွင်းမယ် SNU solar ရော main ရောနှစ်ခုလုံးပေါ့ကျွန်တော်တို့ solar ရော EPC ရောနှစ်ခုလုံးနဲ့ပြန်လို့အားသွင်းတာဒီကောင်ကတော့အားအမြတ်ဆုံးတက်ပါတယ် OSO solar တစ်ခုတည်းနဲ့ပဲအားသွင်းမယ်အဓိကမှတ်ထားမှာကဒီ sanction တွေကကိုယ့်ရဲ့ battery specification ပေါ့12 volt လား24 volt လားကိုမူတည်ပြီး voltage ကိုအသေးချာရှင်းညွှန်းဖို့လိုပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ